မင်္ဂလာပါ 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 ခုဆိုရင်ကျွန်တော်တို့တချင်းလေးတစ်ပုတ်ရိုက်ဖို့အတွက်ရွာကိုရိုက်ကွင်းသွားကြည့်ကြမလို့လိုက်ပါလားကျွန်တော်တို့ရွာသူတွေဘယ်လောက်ချောသလဲဆိုတာတချင်းလေးထဲမှာဝင်ကြည့်လိုက်တော့ချင်းရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြတင်တော့လာလို့ပဲဦးတင်တော့လည်းနေလို့ပါပဲဝိုင်းလေးနဲ့ချင်းရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြတင်တော့လာလို့ပဲဦးတင်တော့လည်းနေလို့ပါပဲချစ်တဲ့ခါကွယ်တော့မူနေလာလင်းမြပြေးပြောင်းပြည့်ပြေးနှဆိုင်လာတဲ့လာပိုင်ရှင်လူသားတွေ့မျက်နှာမပြနဲ့အလားလေးရိုးသွားနိုင်မယ်ဘူကောင်းစံနဲ့ပြောပြောချစ်တဲ့စိုးကမနာလို့ဝင်တူတယ်ပချီရှုံးနဲ့ပြုံးမျိုးလေးသူမရှိတယ်စကားnóiတဲ့ပြောမျိုးလေးသူ့လို့ချားကျွေးလုံနေလုံနဲ့သွားဟန်နေမြင်မြင်သူငေးလောက်တယ်ဝိုင်းလေးနဲ့ချင်းရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲချင်းရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲချစ်တဲ့ကကွယ်သူ့မူနေနေစမ်းလို့ကွယ်တဲ့မမုန်းတော့ရင်ကွယ်သူအောင်မျက်နှာထားနဲ့လာလေးမြပြေးပြောင်းပြည့်ပြေးနှဆိုင်လာတဲ့လာပိုင်ရှင်အလားလေးယူသွားနိုင်မယ်ဦးကောင်းစံနဲ့ပြောပြောချစ်တဲ့စိုးကမနာလို့တူတယ်ပချီရှုံးနဲ့ပြောမျိုးလေးသူမရှိစကားnóiတဲ့ပြောမျိုးလေးသူနှုတ်ချတွေ့လုံနေလုံလဲသွားဟန်နေဟန်မြင်မြင်သူငေးလောက်တွေ့ညနေဝိုင်းလေးနဲ့ချရတဲ့သူကိုရင်စုတယ်ရှက်ပိုင်းထားတဲ့လာကလေးကရင်လာပါပြီအေးမြချင်းတော့လာလို့ပဲပူချင်းတော့လေးနေလို့ပါပဲပချီရှုံးနဲ့ပြောမျိုးလေးသူမရှိတယ်တကန်တော့တဲ့ပြောမျိုးလေးသူနှုတ်ချတွေ့လုံနေလုံလဲသွားဟန်နေဟန်မြင်မြင်သူငေးလောက်တယ်ညနေဝိုင်းလေးကိုချရတဲ့သူကိုရင်စုတယ်ရှက်တိုင်းထားတဲ့လာကလေးကရဲ့လာပါပြီအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲအင်းမြချင်းတော့လာလို့ပဲပူချင်းတော့လည်းနေလို့ပါပဲ